ကစာမှုက10ခွက်ပေါ့နော်ဒီမှာကတာချမ်းရှိလို့စာမှုက10ခွက်ထဲမှာစာမှုထဲမှာစားနဲ့ဆော်ဒါမှုနဲ့ထည့်လိုက်ပါပြီအဲ့ဒါကိုဒီကမှုထားတာပဲနှောက်โอ้โจวาวีโอ้ my god ต้องมาขาวเลยဒါကမဟုတ်သေးတယ်စက်နေတယ်နော်ဒီကြားထဲဟိုပြီးစရင်နိုးစီလေးထဲမယ်ပြီးတော့စီလေးကဂျူထမင်းစားဆုံးနေနဲ့စီမတော့ဇုံးပြီးဇုံးတော့လောက်ပဲထည့်